က အသေးအားသေးတွေကိုတမျိုးတည်းမပေးဘဲဘာလို့အများကြီးညွှန်တာလဲ။အသေးအားသေးဆိုတာအကုန်တူတူပဲလို့ထင်နေရင်ဒီဗီဒီယိုလေးကိုကြည့်ပါနော်။တကယ်တော့အသေးအားသေးဆိုတာစိတ်တမျိုးတည်းမဟုတ်ပါဘူး။ပါဝင်ပစ္စည်းတွေနဲ့အလုံးလုံးပေါ်မတူညီတဲ့အုပ်စုတွေအများကြီးရှိပါတယ်။လူပုံလင်းဖို့လိုမျိုးလူသိများတဲ့ phospholipid ပါဝင်တဲ့အသေးအားသေးမှာဆိုရင်သူကအသေးဆဲအနှေးပါးကိုထိန်းသိမ်းပေးပြီးတော့ပြန်လည်ပြုပြင်နိုင်ဖို့အတွက် support လုပ်ပေးပါတယ်။စလုံးပန်းကနေရတဲ့ဆီလီမရင်းပါဝင်တဲ့ liver care တို့ဆီလီဖိုင်တာတို့ကတော့ antioxidant အနေနဲ့အသေးဆဲတွေကိုလက်တွန်းဆန့်ကျင်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ornithine L-aspartate ပါဝင်တဲ့အသေးအားသေးတွေကတော့အသေးထိုးဆောင်ချက်လျော့ကျနေတဲ့လူနာတွေမှာသွေးထဲကအမိုးနီးယားကိုလျှော့ချပေးဖို့အတွက်အသုံးပြုပါတယ်။ဟပ်ပါဆဲမှာပါဝင်တဲ့ bisphenol ဒိုင်မီသိုင်းဒိုင်ကာဘောဆလစ်ကအသေးဆဲထိခိုက်မှုနဲ့ oxidative stress တွေကိုလျော့ကျတဲ့နေရာမှာအသုံးပြုပြီးတော့ ALD, SGPT လို့ခေါ်တဲ့အသည်းအန်လိုင်းကိုလျော့ကျစေနိုင်ပါတယ်။နောက်တစ်ခုပြောချင်တာကတော့ isodeoxycholic acid ပါ။အသေးထဲကနေသဲကြည်ရည်ကိုထုတ်ပေးပြီးတော့အဲ့ဒီသဲကြည်ရည်ကသဲကြည်ပြောကနေတဆင့်ဦးလန်းကြောင်းထဲကိုစီးဆင်းသွားပြီးတော့အဆီဖြစ်ခဲ့ရာမှာကူညီပေးပါတယ်။အဲ့ဒီသဲကြည်ရည်ကပုံမှန်တိုင်းမစီးဆင်းနိုင်တော့တဲ့အခါ cholestasis လို့ခေါ်တဲ့သဲကြည်ရည်စီးဆင်းမှုပိတ်ဆို့ခြင်းနှောင့်နှေးခြင်းတွေဖြစ်လာပါတယ်။ isodeoxycholic acid တွေကသဲကြည်ရည်စီးဆင်းမှုကိုကောင်းမွန်စေတဲ့အတွက်ကြောင့်မို့လို့ cholestasis liver disease တွေမှာအသုံးပြုကြပါတယ်။ Coxswain တို့ Hudson တို့မှာပါဝင်တဲ့ S-adenosine L-methionine ကတော့အသေးရဲ့လုပ်ဆောင်ချက်နဲ့သဲကြည်ရည်စီးဆင်းမှုကို support ပေးဖို့အတွက်အသုံးပြုကြပါတယ်။ဒါကြောင့်ဆရာဝန်ကအသေးအားသေးတွေအများကြီးပေးတာဟာဆေးတွေအများကြီးတောက်ခိုင်းချင်လို့မဟုတ်ပါဘူး။လူနာမှာဖြစ်နေတဲ့အသေးပြဿနာနဲ့စစ်ဆေးချက်တွေလိုအပ်ချက်တွေပေါ်မူတည်ပြီးတော့အလုံးလုံးပေါ်မတူညီတဲ့ဆေးတွေပေးတာဖြစ်ပါတယ်။နောက်တစ်ခုအရေးကြီးတာက SGPT, ALD လို့ခေါ်တဲ့အသေးအန်လိုင်းတွေတက်နေတိုင်းအသေးအားနည်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။အသေးသေးတွေထိခိုက်နေတယ်ဆိုတဲ့ signal ဖြစ်နိုင်တာအတွက်ကြောင့်မို့လို့ဘာကြောင့်တက်တယ်ဆိုတာသိဖို့ကအရေးကြီးပါတယ်။ဒါကြောင့်မို့လို့အသေးအားသေးတွေတောက်တော့မယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တာကပိုပြီးသင့်တော်ပါတယ်ရှင်။ကျန်းမာရေးဗဟုသုတတွေအတွက် follow ထားပေးပါအောင်နော်။